ကျွန်တော်ပြောပြချင်တာတော့ဝီဘိုဘာသာရေးအကြောင်းပဲဖြစ်ပါတယ်ဒီဝီဘိုဘာသာရေးဆိုတာကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့လစဉ်သွင်းရမယ့်ငွေကိုသူကတတ်မှတ်ပြီးပေးရတဲ့ဟာပေါ့ဗာကိုကဘယ်လောက်တုံလစဉ်ဒီလောက်ပဲတတ်မှတ်ထားရင်ဒီတတ်မှတ်ထားတဲ့ငွေအမောက်ပဲပေးရတာဒါပေမဲ့သူကအဲ့ဒီတတ်မှတ်ထားတဲ့ငွေအမောက်ပဲပေးရပေမဲ့သူ့ရဲ့လစဉ်အတူကကျတော့တစ်ခါပြီးတစ်ခါသူထပ်သွားတဲ့အတွက်အတုံးလုံးတွေများလာတာပေါ့ဒီသူရဲ့အတုံးလုံးကတစ်နှစ်ဆိုရင်15%လောက်ရှိရပေါ့15%လောက်ရှိတယ်ပစ္စည်းဝယ်တဲ့အခါဆိုရင်တော့ကျွန်တော်တို့တွေသူကကောင်းပေမဲ့ဒီနှစ်တည်ကြလာတဲ့အခါရောက်လို့ကျွန်တော်တို့ဒီအောင်ဆိုရင်အကျွေးနုံနွတ်တော်တွေဖြစ်တတ်တယ်အားကြောင့်ကျွန်တော်တို့ဝေဘိုဘာသာရေးဆိုတာကမလုပ်တင်ပါဘူးပြောနေကျွန်တော်တို့ကတ်လုပ်တဲ့အခါမှာဒီဝင်တာနေပေါ့ကဝေဘိုဘာသာရေးလာတောင်းမို့ကျွန်တော်တို့ဘုံခါဆလာအခါဆလာဆိုရင်တို့တွေကရှိရဲ့အထင်မှာကိုကပတ်စံရှင်တော့အကောင်းဆုံးတော့အခါဆပေါ့ကိုကပတ်စံတိတ်မတက်နိုင်ဘူးဘာညာဆိုရင်တော့ဘုံဘာသာရေးနဲ့ပေါ့ဘုံခါဆဘာသာရေးနဲ့ပေါ့ဒီရီဘိုဘာသာရေးကတော့ကျွန်တော်တို့မလောက်တာအကောင်းဆုံးပဲဒီရီဘိုဘာသာရေးလောက်ထားလို့ရင်ကျွန်တော်တို့အဲ့လိုမျိုးအကျွေးတွေကထပ်သွားတဲ့အတွက်ကျွန်တော်တို့ကအကျွေးနုံနွတ်သွားလို့အဲ့လိုတွေဖြစ်တတ်ပါတယ်အားကြောင့်မို့ကျွန်တော်တို့ကဝီဘိုဘာသာရေးကိုကျွန်တော်တို့ဖြစ်နိုင်မလောက်တာအကောင်းဆုံးပဲကျွန်တော်ဆိုရင်လည်းအရင်တော့တစ်ခါပေါ့ဝီဘိုဘာသာရေးဆိုရင်မှလောက်ဖူးတယ်ပေါ့အဲ့တော့အေယုံကန်နဲ့ပေါ့အေယုံကန်နဲ့ဆိုတော့ကျွန်တော်ဝယ်တယ်ကိုက1000ဘူးလောက်ဝယ်လဲသူကတတ်မှတ်ထားတဲ့လကဒါပါဟိုမှာ9000ဆိုရင်9000ပဲနှုတ်ပါတယ်ဒါပေမဲ့အဲ့ဒီဝယ်ပါများတော့အတိုးတွေကတိုးလာတိုးများလာတော့ကိုကအဲ့ဒီဆောင်ရမယ့်ငွေကတိုးလာတဲ့အတွက်တေချာမသိပါဒါပေမဲ့ကျွန်တော်တို့အဲ့ဒီနှစ်တည်ကြာလာတဲ့အခါမှာသူကအတုံးလုံးနေရာပုံများလာတဲ့အတွက်ကျွန်တော်တို့အတွက်ကဘယ်လိုပြောမလဲဆိုဝင်ပြီးရအောင်ဝင်ပြီးတဲ့အတွက်ကျွန်တော်တို့ကအဲ့ဒီဝေပေါ်ဟာလိုက်ကနေမှာကျွန်တော်တို့ဒီလောက်ငွေနောက်ပါမယ်ဆိုဒီနှစ်အတွက်ကငွေကဒီလောက်ကြီးပါလားဆိုရင်အန်အောပေါ့နေမှကျွန်တော်ကလည်းဝေပေါ်ဘာသာရေးပေါ့မလောက်တာအကောင်းဆုံးပဲပေါ့ကိုကရှင်သုံးမယ်မရှင်မသုံးဘူးဆိုတဲ့အနေထားနဲ့ကျွန်တော်လည်းအဲ့ဒီဝေပေါ်ဘာသာရေးကိုဖြတ်ပြီးတော့ကျွန်တော်ကအခါဆော့ဆိုတဲ့ဘာသာရေးလောက်လိုက်တယ်နေမှကျွန်တော်အတွက်ဒီလိုမျိုးပေါ့ဒီနေ့ရှင်သုံးမယ်မရှင်မသုံးဆိုတဲ့ပုံစံနဲ့ဒီနေ့အထိပေါ့ဒီလိုလောက်လာအဲ့ဒီဝေဖို့ဘာသာရေးလောက်ထားတာတော့ကျွန်တော်ကတော့ဒီတလားငွေရတလောက်ပဲနှုံနေညအိမ်ပေါ့တိမ်မှာဘယ်လိုတော့အဲ့ဒီဝေဖို့ဘာသာရေးဖြစ်နေတဲ့အတွက်ငွေကခြေရမယ့်ဟာရရှိနေတဲ့အတွက်ကျွန်တော်တို့ရဝင်ပြနေတယ်လို့ပေါ့ညဆိုလဲအိမ်လဲဝီဘိုဟာတိုင်းမှာငွေတလောက်ရှိရဆိုရင်အဲ့လိုမျိုးစိတ်လေးရှိနေတယ်ဖြစ်တဲ့အတွက်ကျွန်တော်အဲ့လိုမျိုးစိတ်လေးမရှောင်ဆိုင်တော့ကျွန်တော်လဲအဲ့ဒီအိမ်အောင်ဆိုတဲ့ရုံပေါ့ဖုန်းဆက်ပြီးတော့ကျွန်တော်ကမတုံးတော့ပါဘူးဒီအခါဆောလောက်ချင်ပါတယ်ဆိုမှပြောတဲ့အချိန်ရောမှကျွန်တော်အခါဆောလောက်လိုက်တော့ကျွန်တော်ဝီဘိုဟာတိုင်းဘာတိုင်းနဲ့ဝယ်ထားတဲ့ငွေမောက်တွေအများကြီးဖြစ်နေအဲ့ချိန်မှာကျွန်တော်3လ4လ5လလောက်ပေါ့တုံးပြီးတော့အဲ့ချိန်မှာအခါဆောဘာတိုင်းနဲ့လောက်လိုက်တဲ့အချိန်မှာငွေကဘယ်လောက်တွင်အောင်ဆို10တောင်းလောက်ထီအောင်တွင်းလိုက်ရတယ်အနေစားပြီးကျွန်တော်ပတ်စံနေအကုန်တွင်းပြီးရှင်တုံးမရှင်မတုံးဆိုတဲ့စနစ်နဲ့နေလာပါခုကြည့်နေတဲ့မိတ်ဆွေတို့အနေနဲ့လည်းဝီဘိုဘာတိုင်းလောက်ထိုင်ပေါ့တက်နိုင်ဆုံးမလုပ်ဖို့တိုက်တွန်းခြင်းပါတယ်တလောက်ပါပဲဗျာ